တစ်ဖက်တွင်မင်းသားသည်မြောက်ဖက်တောင်ဆောင်နှင့် Redwater မြစ်ကြားတွင်မြို့ရိုးအုပ်မြစ်တူးရန်လုပ်ငန်းများကိုစတင်ခဲ့သည်သို့သောလုပ်ငန်းစဉ်မှာထင်သလောက်ချောမွေ့ခြင်းမရှိပေမင်းသားကိုယ်တိုင်လုပ်ငန်းခွင်သို့လာရောက်အားပေးသည်ကိုစစ်သူကြီးကအထင်ကြီးနေတော်လဲမင်းသားကမူသူတို့တူးထားသည်မှာမြို့ရိုးအုပ်မြစ်ထက်ရေမြောင်းနှင့်သာတူးနေကြောင်းရဲသွန်းသွန်းနှင့်ဝန်ခံခဲ့သည်သူသည်စက်မှုပုံစံထုတ်ခြင်းတွင်ဝါသနာပါတော်လဲမြို့ပြအင်ဂျင်နီယာပိုင်းတွင်မူပညာရှင်တဦး၏အကူအညီကိုအလွန်အမင်းလိုအပ်နေသည်ထိုအချိန်တွင်အကြံပေးဘရိုက Greek Castle ကျောက်စစ်ပညာရှင်များအဖွဲ့ Mason Goyle မှအဖွဲ့ဝင်ဟောင်းတဦးအလုပ်လာရောက်လျှောက်ထားကြောင်းသတင်းပို့သည်မင်းသားသည်ထိုအဖွဲ့မှာနာမည်ကြီးအဖွဲ့ဖြစ်ကြောင်းသိထားသဖြင့်ထိုပညာရှင်ကိုချက်ချင်းခေါ်ယူရန်အမိန့်ပေးလိုက်သည်မင်းသား၏ရုံးခန်းအတွင်းအန်နာစာဖတ်နေစဉ်စစ်သူကြီးကထိုပညာရှင်ကိုခေါ်ဆောင်လာခဲ့သည်ထိုသူမှာအခြားသူမဟုတ်ဘဲအန်နာဆရာဖြစ်သူခေါ်ပင်ဖြစ်သည်ခေါ်သည်အခန်းထဲတွင်အသက်ရှင်လျက်ရှိနေသောအန်နာကိုမြင်လိုက်ရသောအခါအလွန်အံ့အားသင့်သွားပြီးမင်းသားနှင့်စစ်သူကြီးတို့မှလည်းဤတိုက်ဆိုင်မှုကြောင့်ကြောင်တောင်တောင်ဖြစ်သွားကြသည်မင်းသားသည်စစ်သူကြီးကိုတကားပိတ်ခိုင်းလိုက်ပြီးအခြေအနေကိုစောင့်ကြည့်သည်ခေါ်သည်နန်းနက်ရှိတွင်ဒူးထောက်ကသူမအခက်ခဲကြုံနေရချိန်တွင်မကူညီနိုင်ခဲ့သည့်အတွက်တောင်းပန်စကားဆိုသည်ထိုအခါမှသာမင်းသားသည်ဤလူမှာရန်သူမဟုတ်ကြောင်းနားလည်သွားသည်ခေါ်ကသူ၏အမည်မှာခေါ်ဗန်ဘေဖြစ်ကြောင်းနှင့်အန်နာသည်သူ၏တပည့်ဖြစ်ခဲ့ကြောင်းရှင်းပြသည်ခေါ်သည်မင်းသားအနေဖြင့်ဆုံးမများကိုမိစ္ဆာဟုမယူဆဘဲအသက်ချမ်းသာပေးထားသည့်အတွက်အလွန်ဝမ်းသာသွားသည်ထို့နောက်သူကရနကဲ့သို့ပင်ထူးချွန်သည့်အခြားမိန်းကလေးတဦးနည်းနည်းရှိကြောင်းနှင့်သူမကိုလည်းကယ်တင်ပေးရန်မင်းသားကိုအကူအညီတောင်းသည်မင်းသားကလည်းသူမတအမှန်တကယ်ဆုံးမဖြစ်ပါကဘေးအန္တရာယ်မဖြစ်စေရန်ကာကွယ်ပေးမည်ဟုကတိပေးလိုက်သည်မင်းသားသည်ဆုံးမများကိုကယ်တင်ရခြင်းမှာကျင်နာတတ်၍မဟုတ်ဘဲသူမတို့၏စွမ်းအားများကိုအကျိုးရှိရှိအသုံးပြုလို၏ဖြစ်ကြောင်းပြက်ပြက်တတ်ပြောဆိုသည်ဆုံးမများအနေဖြင့်ရာဇဝတ်မှုကျူးလွန်ထားခြင်းမရှိပါကသူတို့မှာအပြစ်မရှိဟုသူကယူဆသည်ထိုကိစ္စများပြီးဆုံးသွားသောအခါမင်းသားသည်အဓိကလုပ်ငန်းကိစ္စသို့ပြန်လှည့်လာပြီးခေါ်ကိုမေးခွန်းထုတ်ပါတော့သည်သူသည်ယခင်ကတိဆောက်ရေးလုပ်ငန်းများတွင်မြည်သို့ကူညီခဲ့ပူးကြောင်း Great Castle မြို့မှပညာရှင်ခေါ်ကသူသည်အတွေ့အကြုံများစွာရှိကြောင်းစိတ်အားထက်သန်စွာပြောဆိုသည်ထို့ကြောင့်မင်းသားကမြောက်ဖက်တောင်ဆောင်နှင့် Redwater မြစ်ကြားတွင်မိစ္ဆာများကိုကာကွယ်ရန်မြို့ရိုးတိဆောက်ရေးစီမံကိန်းတစ်ခုလုံးကိုခေါ်အားတာဝန်ပေးအပ်လိုက်သည်နောက်တစ်နေ့တွင်နန်းနဖိုင်အမည်ရှိသောမိန်းကလေးငယ်တဦးသည်မင်းသားထံသို့လာရောက်တွေ့ဆုံသည်သူမသည်အစပိုင်းတွင်ကြောက်ရွံ့နေတော်လဲမင်းသား၏ဖော်ရွေမှုကိုမြင်သောအခါစိတ်အေးသွားပြီးရနာနှင့်လည်းညီအမရင်းများကဲ့သို့ချက်ချင်းပင်ခင်မင်သွားကြသည်မင်းသားကသူမအားဆုံးမအဖြစ်နိုးထလာသည့်အကြောင်းမေးမြန်းရာနန်းနာကလွန်ခဲ့သောတစ်ပတ်ကဒဏ်ရာရနေသောငှက်ကလေးတစ်ကောင်ကိုသူမ၏စိတ်ထဲမှထွက်ပေါ်လာသောရေလုံးလေးများဖြင့်ကုသပေးနိုင်ခဲ့ကြောင်းရှင်းပြသည်သူမ၏ကုသခြင်းစွမ်းအားကိုစမ်းသပ်ရန်အတွက်မင်းသားသည်ကြက်တကောင်ကိုယူဆောင်လာခိုင်းပြီးဒဏ်ရာရအောင်ပြုလုပ်ခဲ့သည်နန်းနာကသူမ၏စွမ်းအားဖြင့်ထိုကြက်ကိုချက်ချင်းပြန်လည်ကုသပေးနိုင်ခဲ့သည်မင်းသားသည်နန်းနာတွင်အယိုးကျိုးခြင်းနှင့်ဒဏ်ရာများကိုပြန်လည်ဆစ်ဆက်ပေးနိုင်သောအစွမ်းရှိကြောင်းနားလည်သွားသည်စမ်းသပ်မှုအပြီးတွင်ထိုကြက်ကိုပင်ချက်ပြုတ်ကာအားလုံးအတူတကွစားတောက်ကြသည်အန်နာကသူမကိုအဘယ်ကြောင့်နန်းတော်တွင်အမြဲမထားသနည်းဟုမေးရမင်းသားကသူမတွင်မိသားစုရှိသေးကြောင်းနှင့်သူမ၏စွမ်းအားကိုလှုပ်ဝက်ထားနိုင်သည်၍မိဘများနှင့်အတူရှိနေရန်အကြံပေးသည်နန်းနာသည်လည်းနေ့စဉ်လာရောက်ပြီးအန်နာနှင့်အတူမော်ပညာလေ့ကျင့်မည်ဖြစ်ကြောင်းသူမတို့အားတာမန်ဘဝတစ်ခုပေးမည်ဖြစ်ကြောင်းမင်းသားကကတိပြုသည်မြို့ရိုးတိဆောက်ရေးမှာခေါက်လက်ထဲတွင်အစဉ်ပြေချုံးမွေ့နေသဖြင့်မင်းသားသည်နေ့စဉ်မိန်းကလေးများကိုမော်ပညာသင်ကြားပေးရင်းအေးလူဖြတ်တန်းနေသည်သို့သောအကြံပေးပါရိုရောက်လာပြီးသတင်းဆိုတစ်ခုပေးသည်အလုသမားခများနှင့်ကုန်ကြစရိတ်များမှာအလွန်များပြားနေပြီးမင်းသား၏ကိုယ်ပိုင်ငွေများမှာຫນွေဦးမတိုင်မီကုန်ဆုံးတော်မူဖြစ်သဖြင့်မင်းသားမှာငွေရေးကြေးရေးအတွက်စတင်ထိတ်လန့်သွားသည်ထိုအချိန်တွင်အဖိုးကြီးဘရဘုကမင်းသားသည်အရင်ကနှင့်မတူဘဲလုံးဝပြောင်းလဲသွားပုံကိုသတိထားမိနေသည်အရင်ကပျော်ပါးယုံသာတည်သောမင်းသားသည်ယခုအခါအရာရာကိုရင့်ကျက်စွာဆုံးဖြတ်နေသဖြင့်မိစ္ဆာပူးနေသလားဟုပင်သူတန်တရားဝင်မိသည်သို့သောမင်းသားသည်ဆုံးမများကိုထိန်းချုပ်သည့်ဆွဲကြိုးကိုအလွယ်တကူကင်တွယ်နိုင်သည်ကိုကြည်ချင်းဖြင့်ထိုတန်တရားကိုပြန်လည်ဖျောက်ဖျက်လိုက်သည်ဇက်ဝင်ကမ်းမှာ Border Town စိတ်ကမ်းသို့ရောက်ရှိသွားပြီးနေစားကြီး2ဦးနှင့်စပင်နီနှင့်လူ2ဦးတို့ရောက်ရှိလာပုံဖြင့်ဆက်လက်ဖော်ပြထားပါသည်Longson ခံတပ်မှတန်တမန်များသည် Border Town သို့ရောက်ရှိလာပြီးပုံမှန်အတိုင်းတတုရိုင်းများလာရောက်သိမ်းယူရန်ကြိုးပမ်းကြသည်သို့သောမင်းသားကမြောက်ဖက်တောင်ဆောင်တွင်မြေပြိုမှုဖြစ်ပွားထားသဖြင့်တတုရိုင်းများမထုတ်လုပ်နိုင်ကြောင်းနှင့်ယခုအခါ Willow Town နှင့်တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နေပြီဖြစ်ကြောင်းပြောကြားကာ Longson ဈေးနှိမ်မှုကိုလက်မခံတော့ဘဲညှင်းဆိုလိုက်သည်မင်းသားက Border Town သည်ယခင်ကကဲ့သို့ခံတပ်၏လက်အောက်ခံနယ်မြေတစ်ခုမျှသာမဟုတ်တော့ဘဲတိကျလွတ်လပ်သောမြို့တစ်မြို့ဖြစ်ယက်တီကမိစ္ဆာလာများအတွင်း၌လည်းစုတ်ခွာမည်မဟုတ်ဘဲမြို့ရိုးအသစ်ဖြင့်ခုခံသွားမည်ဖြစ်ကြောင်းအတိပေးလိုက်သည်
ထိုညတွင် Nightingale အမည်ရှိသောအစွမ်းထက်ဆုံးမတစ်ဦးမင်းသား၏အခန်းသို့တိတ်တဆိတ်ရောက်ရှိလာသည်သူမသည်ဆုံးမများအဖွဲ့အစည်း Witch Association မှဖြစ်ပြီးမင်းသားကဆုံးမများကိုကာကွယ်ပေးနေသည့်အတွက်ကျေးဇူးတင်စကားဆိုသည် Nightingale က Anna နှင့် Naya တို့ကိုဘေးကင်းရာသို့ခေါ်ဆောင်လိုသော်လည်းမင်းသားကမူသူတို့အတွက်အစားအစာနှင့်အမိုးအကာပြည့်စုံသည့်ဤနေရာကသာအကောင်းဆုံးဖြစ်ကြောင်းချေပခဲ့သည်ထို့ပြင်မင်းသားကဆုံးမများအဖွဲ့အစည်းတစ်ခုလုံးကိုပင်စောင်းရသည့်အတွင်း Border Town သို့လာရောက်နေထိုင်ရန်ဖိတ်ခေါ်လိုက်သဖြင့် Nightingale မှာအံ့အားသင့်သွားရသည် Nightingale ကဆုံးမများသည့်အသက်18နှစ်ပြည့်ချိန် coming of age တွင်မိစ္ဆာစွမ်းအင်များ၏တိုက်ခိုက်မှုကိုခံရလေ့ရှိပြီးအသက်ရှင်ရန်ခက်ခဲကြောင်းသတိပေးသည့်အကယ်၍ထိုကာလကိုကျော်ဖြတ်နိုင်မှာကစွမ်းအားများပိုမိုတည်ငြိမ်ပြီးအစွမ်းထက်လာမည်ဖြစ်သည်မင်းသားကအန်နာအားထိုကိစ္စနှင့်ပတ်သက်၍မေးမြန်းရာအန်နာကသူမအနေဖြင့်မင်းသား၏အနားတွင်သာနေပြီးထိုဝေဒနာကိုအောင်မြင်စွာကျော်ဖြတ်မည်ဟုခိုင်မာစွာဆုံးဖြတ်ခဲ့သည်နောက်တစ်နေ့တွင်မင်းသားသည်မြို့သူမြို့သားများကိုစုဝေးစေပြီး Wongzong ခံတပ်၏ခေါင်းပုံဖြတ်မှုကိုဖွင့်ချကာယခုနှစ်တွင်အားလုံးအတူတကွ Border Town ကိုကာကွယ်ကြရန်တိုက်တွန်းခဲ့သည်မင်းသားကပါဝင်ကူညီသူများကိုငွေဒင်းကားများစုချမည်ဟုကတိပေးသဖြင့်မြို့သူမြို့သားများမှမိစ္ဆာများကိုရင်ဆိုင်ရန်စိတ်အားထက်သန်သွားကြသည်တစ်ဖက်တွင်လည်း Wongzong မှနယ်စားများသည်မင်းသား၏ဆုံးဖြတ်ချက်ကိုလှောင်ပြောင်နေကြတော့လဲတရမန်စပင်နီကမူမင်းသား၏စီးပွားရေးဗျူဟာမှာအမျှော်အမြင်ရှိပြီးရေရှည်တွင်ခံတပ်အတွက်ပင်အကျိုးရှိနိုင်ကြောင်းသတိပြုမိလာသည်မင်းသားသည်ကဏ္ဍ၏အကူအညီဖြင့်ရေနွေးငွေ့အင်ဂျင် Steam Engine တစ်ခုကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည်ဤဆက်သည်လူသား10ဦး၏အင်အားနှင့်ညီမျှပြီးလုပ်အားကိုများစွာသက်သာစေမည်ဖြစ်သည် Nightingale သည်ထိုဆက်ပစ္စည်းနှင့်ပုံစံကြမ်းများကိုစိတ်ဝင်တစားလေ့လာပြီးနောက်မင်းသားအားအဖို့အခအဖြစ်လျှို့ဝှက်စာတစ်စောင်ပေးခဲ့သည်ထိုစာမှာမင်းသား၏အစီခံထံသို့ပေးပို့ထားခြင်းဖြစ်ပြီးမိစ္ဆာလများအတွင်းမင်းသားကိုလှုပ်ကြံရန်အမိန့်ပေးထားသည့်စာဖြစ်သည်မင်းသားသည်သူ၏မွေးချင်းမောင်နှမတဦးကသူ့ကိုတက်ရန်ကြံစီနေကြောင်းသိရှိသွားပြီး Nightingale အားထိုကိစ္စကိုထပ်မံစုံစမ်းရန်တာဝန်ပေးလိုက်ပါတော့သည်